တချမ်းလေးရလုံးလေးပြီးလို့မချမ်းတင်းတဲ့အိမ်မှာနားယူမဲ့ချစ်တို့အတွက်ချက်သားတာကိုလုံးလေးတင်ပေးလိုက်ပါရရှင်။ရတာရှိပြီးလို့ရရင်လို့ရမှုအဆုံးကြည့်သွားပေးကြပါအောင်နော်။ပိုင်ပစ္စည်းကတော့၄မျိုးလေးပါရှင်။တာကိုတော့နိုးစီဘူးနှစ်ဘူးတုံထားပါတယ်။တာကိုအနေချင်းနဲ့မှုံမားတွေတန့်စင်သွားလို့ရေများလေးစီးပေးထားပါမယ်။ရေးဆက်ထားတဲ့တာကိုတွေကိုအချို့မုတ်တကြားနဲ့စားအနေငယ်ထည့်ပြီးနေထားပေးလိုက်ပါမယ်။ချက်သားကိုတော့တထုံးမဲ့သုံးပြီးတော့ကြိတ်ထားပေးလိုက်ပါတယ်။ချက်သွန်ဖြူစီချမ်းနဲ့ချက်သားလေးကိုလည်းချက်ထားပေးလိုက်ပါမယ်။ချက်သွန်ဖြူနေလေးစီတက်ပြီးတော့ကြိတ်ထားတဲ့ချက်သားထည့်ပြီးရေခိုင်းအောင်လို့လှည့်လိုက်ရုံပါပဲရှင်။လောင်နီလေးကလည်းအရန်ကိုလွယ်ကူပါရင်တော့မလုံးရေးပေါ်လီလိုပါပဲရှင်။စိုက်အကြီးသေးလေးနဲ့အထဲမှာထည့်ရအစာပလာလေးပဲခွာသွားတာပါ။ပါကိုတာအေးအေးလေးစားရင်တော့ရေအနေငယ်ထည့်ပြီးစိတ်နှားလို့ရပါတယ်ရှင်။ရေရဲများသွားတဲ့ခါကျရင်လုံးနဲ့နေရာမှာခက်ခဲဖြစ်နိုင်တယ်လို့မျိုးမုတ်သားပြေးသွားပြီးစားလို့မကောင်းတာမျိုးဖြစ်တတ်ပါတယ်။ဘူးလုံးမီတခြားလုံးမေးပြီးရင်တော့ချက်သားတာကူလုံးလေးပေါင်းဖို့အစီအစဉ်ဖြစ်ပါပြီရှင်။ပုပ္ပဆိုအောင်ဒေတာယူနီဥပတင်ပြီးတော့နိုင်ဝမ်45မိနစ်ခန့်ပေါင်းပါမယ်ရှင်။ပေါင်းတာ45မိနစ်ပြည့်သွားရင်တော့အရသာရှိတဲ့ချက်သားတာကူလုံးလေးရလာပါပြီရှင်။အခုလိုမျိုးရောင်တုံလေးတွေရချင်တာမို့ဖုကာလာသုံးထားတာပါရှင်။မတော့ရင်လည်းရပါတယ်နော်။နောက်ဆုံးမှတော့အရသာရှိပြီးအရန်ကိုမလာတဲ့ဝါသိန်းနီချက်သားတာကူလုံးလေးရလာပါပြီရှင်။အားတော့အရန်ကိုမကြိတ်နေပဲပါပဲရှင်။ရလာကြည့်တာကူနှစ်ခုနဲ့သုံးထားပေမဲ့တာကူလုံးဟဲပြီး22လုံးတောင်ရတာမို့တအိမ်လုံးအဝါစားလို့ရပါတယ်ရှင်။ပတ်ချက်လေးစစ်ဖြစ်ပြီးတော့အရသာရန်ရှိရမို့လုံးစားကြည့်ကြပါအောင်နော်။ဆုံးဆောင်ကြပါအောင်လားရှင်။အဆုံးထိကြည့်ပေးကြတဲ့အတွက်ကျေးဇူးများတင်ပါတယ်ရှင်။